အလုပ်လုပ်နေရင်ဖုန်းက note တက်လာလို့ကြီးမိရကနေ Facebook သုံးရင်အချိန်တွေကုန်သွားတာမျိုးခဏခဏဖြစ်ဖူးပါသလားအာယုံစူးစိုက်မှုဆိုတာလေ့ကျင့်ယူလို့ရပါတယ်ဒီနေ့မှာတော့သင်ရဲ့အာယုံစူးစိုက်မှုကိုအကောင်းဆုံးထိန်းချောင်းပေးမဲ့ app ခုကိုပြောပြပေးသွားပါမယ်ဒီ app ကတော့ game ဆော့ရတယ်လို့ပါပဲသင်အာရုံစိုက်ရမယ့်အချိန်တစ်ခုသတ်မှတ်ပြီးသပင်စိုက်ရတာပါအဲ့ဒီအချိန်တွင်ဖုန်းကိုသွားကင်လိုက်ရင်သပင်လေးတည်သွားပါလိမ့်မယ်သပင်လေးတွေရှင်သန်ဖို့အတွက်သင်ရဲ့အာရုံစိုက်မှုကိုရင်းနှီးရမှာပါဒီ app ကတော့နာမည်ကြီး Pomodoro Technique ကိုအခြေခံထားတာပါ15မိနစ်အလုပ်လုပ်5မိနစ်အနားယူတဲ့စနစ်နဲ့သင်ဦးနောက်ကိုမပင်ပန်းစေဘဲအလုပ်အထွက်နှုန်းကောင်းစေပါတယ်တိတ်ဆိတ်လွှမ်းရင်အလုပ်မလုပ်တတ်တဲ့သူတွေအတွက်ပါသူတို့က AI ကိုသုံးပြီးသင်ရဲ့အာရုံစူးစိုက်မှုကိုအားပေးတဲ့တီးလုံးတွေကိုဖန်ထားပေးတာကြောင့်စာဖတ်တာပဲဖြစ်ဖြစ်ကွန်ပျူတာရိုက်တာပဲဖြစ်ဖြစ်အာရုံဝင်စားမှုပိုကောင်းစေပါတယ်ဒီ app တွေထဲကဘယ် app ကိုပိုကြိုက်လဲဒါမှမဟုတ်သင်သုံးနေကြတခြား app ရှိရင်လည်း comment မှာမျှဝေပေးခဲ့ပါဦးဒီလို content မျိုးတွေဆက်ကြည့်ဖို့ follow subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်